ရုပ်မြင်သညာကြည့်ရှုနေတဲ့ပြည်သက်ကြီးမင်္ဂလာပါလို့ကျွန်တော်နှုတ်ဆက်တာပါတယ်တက်ဝင်လှူရှားစာမျက်နှာများဆိုတဲ့အစီအစဉ်မှာကျွန်တော်တို့ဇဝတ္ထုဇလံကနေပြီးတော့ရုပ်ရှင်ကိုပြောင်းလဲသွားတဲ့အကြောင်းအရာတွေကိုကျွန်တော်တင်ဆက်နေပါတယ်တင်ဆက်တဲ့အခါမှာပြီးခဲ့တဲ့အစီအစဉ်မှာတော့ကျွန်တော်ဟာမိနိဆန္ဒဥရန်ဆိုတဲ့ဝတ္ထုကနေပြီးတော့ကျွန်တော်တို့ရုပ်ရှင်အဖြစ်ပြောင်းလဲတဲ့အခါမှာဘယ်လိုရေးခဲ့တယ်ဆိုတဲ့အကြောင်းအရာတွေကိုစာရေးဆရာချီဦးမျိုးနဲ့ကျွန်တော်တို့ဆွေးနွေးပါတယ်အဲ့ဒီခါမှာအဓိကဇာတ်ကောင်တွေဖြစ်တဲ့အဲ့ဒီဒီမိနိဆန္ဒတို့နောက်ကျန်စစ်သားတို့နောက်ဒီအနောရထားတို့တကယ်အချိန်တုန်းကပေါ့လွန်ခဲ့တဲ့နှစ်ပေါင်းကျွန်တော်တို့ထောင်နီးပါးပေါ့လေ17ရာစုနှစ်လောက်ကပကံခေတ်ကအကြောင်းအရာတွေကိုကျွန်တော်တို့ကဒီပုံမှာရေးသားထားတဲ့ဟာပုံမှာပြန်ပြီးတော့အယုတ်တင်နေနဲ့ကျွန်တော်တို့ပြန်ပြီးတရုပ်ဖော်ရပါတယ်တရုပ်ဖော်ရတဲ့အခါမှာစာရေးဆရာကတော့သူခံစားရတယ်လို့သူကနေပြီးတော့ဝတ္ထုကိုရေးပါတယ်အဲ့ဒီဝတ္ထုပေါ်မှာကျွန်တော်တို့ဒီရုပ်ရှင်လောကသားတွေကအမှုပညာတွေကနေပြီးတော့ဒီစာသားတွေမှာပါတဲ့ဇာတ်ကောင်တွေကိုဘယ်လိုဒီဝင်စားတရုပ်ဖော်ကြတယ်ဆိုတော့ကျွန်တော်တို့ကဒီညမှာတင်ပြမှာဖြစ်ပါတယ်ဒါတွေတင်ပြပြီးတဲ့အခါမှာကျွန်တော်အဲ့ဒီရုပ်ရှင်ဇာတ်ကားကိုကျွန်တော်တို့ကဒီမှာပြသပေးမှာဖြစ်ပါတယ်ပြီးခဲ့တဲ့စီစဉ်မှာတော့စာရေးဆရာနဲ့ကျွန်တော်နဲ့ဒုမို့စာရေးဆရာစံညွှန်းဆရာနဲ့ကျွန်တော်ကစကားပြောပြီးခဲ့ပြီဖြစ်ပါတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ကဒီဇာတ်ကားကိုမပြခင်အဲ့ဒီဇာတ်ကားထဲမှာတရုပ်ဆောင်ရတဲ့အဓိကတရုပ်ဆောင်ဖြစ်တဲ့နေခဲ့အရေးတကြီးတရုပ်ဆောင်ဖြစ်တဲ့ကျန်စစ်သားနဲ့ကျွန်တော်တွေ့ဆုံပြီးတော့မေးမြန်းမှာဖြစ်ပါတယ်အဲ့ဒီကျန်စစ်သားနေရာမှာတရုပ်ဆောင်မဲ့ဒီတရုပ်ဆောင်အဓိကတရုပ်ဆောင်ကတော့ဒါအကယ်ဒမီ6ထပ်ကွာရအောင်ဖြစ်ပါတယ်ရအောင်နဲ့ကျွန်တော်တို့ဒီတစ်ပတ်မှာတော့ပြည်သက်နယ်ကိုကျွန်တော်တွေ့ဆုံပေးလိုက်ပါတယ်ဒါရနေကောင်းရနော်ဟုတ်နေကောင်းပါပြီခင်ဗျာပါ6တက်ကွန်ဆိုအမှန်လားမသိဘူးဟုတ်တယ်စဉ်းစားပြီးတယ်သူကနော်ရတယ်အများကြီးပဲဘယ်လိုမှမသိဘူးနော်မှားသွားမှာဆိုလို့အားရရကိုညုံဝင်းပဲရှိတော့နော်ဟုတ်တယ်အဲ့တော့6တက်ကွန်မှာဆိုရင်ဒီတလောက်တော့ဒါရဥဒုခရဟုတ်တယ်ကျွန်တော်ရေဘဘဥဒုခရမမီရဲ့ဒေါ်မြင့်ခင်မတော်မြတ်5စုဟုတ်ကိုတန်းညွန်ရလားမရသေးဘူးကိုတန်းညွန်6စု6စုကအဲ့လို3ယောက်ပေါ့နော်တကယ်ကိုဒါရှာပါပါဟိုအကယ်ဒမီတရုပ်ဆောင်ဖြစ်ပါတယ်တရုပ်ဆောင်တဲ့နေရာမှာတော့မှဒါဇက်ပုတ်နေရာမပါသေးဘူးတယ်နော်ဇက်ဆောင်ကြီးပဲ6စုရထားတော့အဲ့တော့အမူအရာအနေနဲ့ကတော့ကျွန်တော်တို့ပြောစရာမလိုတော့ပါဘူးကျွန်တော်တို့သင်ရတဲ့ခါမှာဆိုရင်သူ့ကိုဘာလုပ်လိုက်ကွာဆိုရင်တိတ်ပြီးတော့ဟိုပြင်ရတာနဲပါတယ်သူဟိုကိုလိုချင်တာကိုသူဖြစ်အောင်သူလုပ်ပေးနိုင်တဲ့ဟာမျိုးတွေလည်းကျွန်တော်ဒီမှာဟိုတွေ့ရပါတယ်အဲ့တော့တခါတလေကြတော့လေဒီလိုတရုပ်ဆောင်နိုင်တဲ့တရုပ်ဆောင်နေနဲ့တွေ့ရတဲ့ခါကျတော့ကျွန်တော်တို့စိတ်ချမ်းသာရဲရတာပေါ့လေကိုလိုချင်တာလေးရအောင်လုပ်ပေးနိုင်တယ်ဟိုမိသားစုစိတ်ဓာတ်လည်းရှိတယ်ဆိုတဲ့ခါကျတော့ဒါလေးတွေအတွက်လည်းကျေးဇူးတင်တယ်ရုပ်ရှင်လောကမှာလည်းအဲ့လိုနေရာတွေလည်းပျော်တာပေါ့ဟုတ်ကဲ့တခါကျတော့လည်းမပျော်တာတွေရှိတာပေါ့နော်ပျော်မှုပါတယ်အဲ့လိုအမြဲတမ်းပျော်မှုတယ်ကျွန်တော်နဲ့တွေ့အမြဲတမ်းပျော်တယ်ဆိုတာပျော်ပါတယ်တကယ်ပါနောက်အခုကတော့သိကျင်တာတော့ပြိတ္တလည်းသိအောင်ပါတကူကတော့တီးပြီးသားဆိုပေမဲ့တိတ်ဟိုပြိတ္တသိနေအောင်ပြောစီကျင်တာတော့ဟိုမှာဒီသူ့ရဲ့ဇက်ကောင်ပေါ့ဇက်ကောင်လိုပဲဒါတုံးကြတာပေါ့လေ character ပေါ့လေဇက်ကောင်ကဘာလဲဆိုတော့ဟိုမှာဒီပိဿသူတို့နှလုံးသားဆိုတဲ့ရုပ်ရှင်ကားမိနိဆန္ဒဥရန်ဆိုတဲ့ဝတ္ထုကနေတော့ပိဿသူရဲ့နှလုံးသားဆိုတဲ့ဒီရုပ်ရှင်ဇာတ်လမ်းကိုတရုပ်ဖော်တဲ့အခါမှာကျန်စစ်သားနေရာကိုဘယ်လိုတရုပ်ဖော်သွားတယ်ကျန်စစ်သားကိုဘယ်လောက်စိတ်ဝင်စားတယ်ဘယ်တော့မှစတိတယ်ဒါမျိုးလေးတွေပေါ့ဒါမျိုးလေးတွေကိုသိတတ်သိအောင်လည်းတင်ပြပေးလို့ဟုတ်ကဲ့ပါပြောပါဦးကျန်စစ်သားကိုစတိရတော့ကျွန်တော်တို့ငယ်တုန်းကစာထဲမှာသင်ရတာစတာပူကြီးဟုတ်တယ်မသင်ရခင်မှာကျွန်တော်တို့ဟိုငယ်တုန်းကဆိုအတန်းထဲမှာဟို PT လောက်တာတို့တန်ရှင်းရေးလောက်တာတို့ဘာလို့ဆိုလို့ရှိရင်အသင်းတွေခွဲကြတယ်ကျွန်တော်တို့ကျန်စစ်သားအသင်းပြေးတန်းကြတယ်ဒီအဲ့ဒီကသူကဟိုနေ့ကအဲ့လိုနဲ့ကြာဘူးနောင်ကရှိပြီးကျန်စစ်သားဆိုတော့တကယ်သူရဲကောင်းကြီးတယောက်ဆိုတော့သိကြတယ်ပြီးတော့ကျန်စစ်သားအသင်းရှိတယ်အလောင်းဖရားတို့ဘေးရင်နောင်တို့အဲ့လိုအသင်းတွေမှာကျွန်တော်ကျန်စစ်သားအသင်းအမြဲတမ်းကြတယ်ကျန်စစ်သားကိုတတိထားမိတယ်ပြီးတော့စိတ်လေးစိတ်ဝင်စားတယ်ပြီးတော့မှားရတယ်လွယ်တယ်ပေါ့နိငယ်ငယ်တော့ကြံနေပါလေကြိုက်တဲ့ဟိုဆိုတော့ကျန်စစ်သားတို့အဲ့လိုမှားရတယ်လွယ်တဲ့အတွက်ကြောင့်မှတ်မိနေပြီးတော့သူရဲကောင်းတယောက်မှလည်းသိတယ်စာထဲမှာသင်ရတဲ့အခါမှာလည်းကျန်စစ်သားကတကယ်ကိုစွန်းစွန်းတမန်ကျွန်တော်ထားပြီးရင်ကြီးရဲ့လက်ယုံတဆူဆိုတာကိုစာထဲမှာလည်းဖတ်ရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကရမ်းစိတ်ဝင်စားရတယ်ဘယ်လောက်ထိစိတ်ဝင်စားလဲဆိုလို့ရှိရင်ပကံကိုရောက်သွားလို့ရှိရင်အဲ့ပကံခိကြီးကိုပြန်ရောက်သွားခြင်းတယ်ပကံဖရားကြီးတွေကိုအများကြီးတွေကိုဖူးပြီးတဲ့အခါမှာအဲ့ဒီခေတ်တုန်းကလူတွေဟာအဲ့လိုဘရင်ဟိုနောက်တာဘရင်ကြီးတို့ကျန်စစ်သားသူရဲကောင်းတို့ဆိုတာဘလူတွေများနေခဲ့ကြတယ်တလောက်များတဲ့ဖရားတွေကိုဘလူတွေများတည်ခဲ့တယ်ဆိုတော့အဲ့ခေတ်ကိုရမ်းပြန်ရောက်ချင်တာ
ပြန်ပြီးတော့တိကျင်တာဘူးကြီးရဲ့အဲ့ဒါအဲ့လိုတခါလေးနိုင်ငံကားတွေကလို့ပေါ့နောက်ပြန်လှည့်သွားလို့ရအဲ့ခစ်ကြီးပြန်သွားကြည့်ချင်တယ်ကျွန်တော် back to the future ပေါ့back to the future အဲ့လိုဟာမျိုးအဲ့တော့ပကံငယ်တော့ရောက်တော့လဲအဲ့လိုလက်ညှိုးထိုးမလွဲတဲ့ပကံဖျားတွေကိုကြည့်ပြီးတော့အံ့ဩတာပေါ့ပကံခစ်ကြီးရတကယ်ဖြစ်ခဲ့တယ်ပြီးတော့အလောင်းဖေးဒီအနောထားပြီးမင်းကြီးကပကံခစ်ကြီးကိုပကံကြီးကိုထူထောင်ခဲ့တဲ့ဘီနီးဖြစ်တယ်ပြီးတော့ကျန်စစ်သားမင်းကြီးကလည်းဆက်လက်ပြီးတော့ပကံကြီးကိုဆက်လက်ပြီးတော့ထူထောင်တဲ့မင်းဖြစ်တဲ့အတွက်ကြောင့်မလို့အရန်စိတ်ဝင်စားပြီးတော့ပကံရောက်လို့ရှိရင်ဒီနိုင်ငံခြားစကားပြန်လေးတွေကိုငါတို့လည်းပြောပြပါဆိုပြီးပတ်စံပြီးတော့နားထောင်ပြီးတော့မှလေဒီချာနားထောင်ခဲ့ရတယ်ဒါပေမဲ့စိတ်ထဲမှာတော့ငငယ်လေးရဆက်ပြီးတော့ကျန်စစ်သားကိုစိတ်ဝင်စားတယ်ကျန်စစ်သားလည်းဖြစ်ခဲ့ခြင်းတယ်ပေါ့လေဖြစ်ခဲ့ခြင်းတာဟုတ်ဒီမြေပြင်ပေါ်မှာဘယ်နေရာဘယ်ဒေသမှာမှစစ်မဲ့ရေးရဖြစ်ပေါ်လာမဲ့အရေးကိုအနုရုဒ္ဓဘယင်နဲ့တကွာတန်ပဒီပပြည်သူပြည်သားများအားလုံးကအလိုမရှိကြပါဘူးဒါကြောင့်လဲဥတ္တာမှာဂျွန်းစစ်တီတွေဝင်ရောက်ကျူးကျော်တိုက်ခိုက်တယ်လို့သတင်းကိုကြားလိုက်တာနဲ့တပြိုင်နက်ကျုပ်တို့ဟာဒီရေးဟာဥတ္တာရေးတာမကကျုပ်တို့ရဲ့မိတ်ဆွေသားချင်းအရေးတော်ဖြစ်တယ်လို့ချက်ချင်းနားလေသဘောပေါက်လိုက်ပါတယ်ဒါကြောင့်လဲကျွန်ုပ်နဲ့တကွာတော့ပကံစစ်တီရဲမဲ့အပေါင်းကဥတ္တာအရေးဟာမိမိတို့အရေးနဲ့ထပ်တူဖြစ်တယ်လို့သဘောထားပြီးရန်သူတွေကိုရင်ဆိုင်တိုက်ခိုက်တိုက်ထုတ်နိုင်ခဲ့ကြပါတယ်ဘရင်သမီးတော်ပဲဖြစ်ဖြစ်အမကြီးတူရဲ့သမီးပဲဖြစ်ဖြစ်ရန်ရွေတော်လေးတူပဲဖြစ်ဖြစ်အဲ့ဒါတွေဟာအဓိကကြောက်ကျုပ်ရှာဖွေနေတာအဲ့ဒါတွေမသိတမီးရှာဖွေနေတာဘာလဲရင်တွေကပြန်လည်နားလေရှင်တွေကပြန်လည်နားလေဟုတ်တယ်ကျုပ်အဲ့ဒါကိုအခုတွေ့ပြီအဲ့တော့တကယ်တမ်းဟုတ်ပြီဟာခုနလိုကန်းလန်းလာပြီဆိုတော့ခုနဒါကိုထုတ်လုပ်တာတော့ဒါမြို့သားနဲ့ကောင်းပါလေမောင်တို့နှမတို့ညီမလေးတို့နှမလေးတို့ညီတဲ့သူကနေပြီးတော့ကန်းလန်းလာပြီကိုရန်လေးဟဟလားဒါလေးရဲရအောင်ဆိုတော့ဘယ်လိုခံစားရလဲအဲ့လိုပြောတဲ့ခါမှာကျွန်တော်အရန်ပြောတယ်ကျွန်တော်လည်းသူမေးပါတယ်ညီမတို့အခုနဲ့လက်ရလားလို့အခုလုံးနေမယ်ထင်လို့လားလို့ငါအခုလုံးနေတာဘောတဲ့အခုဒါလို့အခုရဲမယ်ရက်ကူရဲမယ်တို့လည်းကျွန်တော်တန်းတော့တအားကြီးတယ်မျိုးကအဲ့ဒါဆိုလို့ရှိရင်လို့အခုကြိုးစားပြီးတော့တိကျဆောင်မယ်လို့ကျန်စစ်သားဇက်ကောင်ကိုငကိုလေးရဲ့သဘောကျတယ်နောက်တစ်ခုကအဲ့လိုကျန်စစ်သားလို့သူရဲကောင်းမျိုးဖြစ်အောင်ကျွန်တော်ကြိုးစားမယ်ဆိုအဲ့တော့ကျွန်တော်ကျန်စစ်သားရဲဖို့တော့ကို6လောက်ထိရကြိုပြီးတော့ body structure ကိုကစားပါတယ်ဟုတ်တယ်ဒီ bike ဒီဘယ်ရဲတဲ့ bike က bike ကြီးရွှဲနေတာကိုချတယ်ဒီဟိုကျန်စစ်သားတွေလက်စီးတွေစီးတဲ့အခါမှာဒီကျွတ်သားတွေနဲ့လက်မောင်းတွေစုပ်နေအကုန်ကောင်းလို့ကျွန်တော်အဲ့လေးမနီပြဆရာဒါတော့ကိုလည်းတွေ့တယ်ဟုတ်ကဲ့လေးမနီပြဆရာကိုခေါ်ပြီးတော့ဟိုစော့တယ်ပြီးတော့နိုင်ငံသားကစီးတွေပေါ့ချက်ချင်းကျွတ်သားတက်လာမယ်စီးကိုအော်စတြေးလျမှာတောက်တယ်နောက်အဲ့လိုတနေ့ကိုကျုပ်6လုံးလားကာရီကြီးပဲပြုတ်ပြီးတော့မစားရင်စားရင်လည်းစားအဲ့လိုကျွတ်သားတဲ့မြောင်အသားတဲ့မြောင်ဆိုပြီးတော့အဲ့လိုလုပ်တယ်ပြီးတော့အဲ့ထဲမှာလှန်ကသူကအရန်ကျွမ်းကျင်တဲ့ဟုတ်တယ်ဘီရင်မင်းကြီးဆိုတော့အဲ့ဒုတ်တစ်ချောင်းနဲ့လှန်လှဲ့တဲ့အောင်ဆိုပြီးတော့လေ့ကျင့်ရတာဟုတ်အဲ့တော့အဲ့ဒါလည်းထူးကြပါတယ်ဘာလို့သူ့ရဲ့တမိုင်းဆိုရဆိုကျန်စစ်သားကအရိနမလှန်ကိုသူကယူပြေးတယ်ယူပြေးပြီးတဲ့နောက်မှာတနေရာမှာအိတ်တယ်ပေါ့လေအိတ်တဲ့ခါမှာခြုံကြားတဲ့ကိုသူကလှန်ကိုပစ်လိုက်တယ်ပေါ့လှန်ကိုပစ်လိုက်တဲ့ခါကျတော့အဲ့ဒီမှာနောက်ကလိုက်လာတဲ့ကလား9ယောက်လားမသိဘူးနော်6ယောက်လား9ယောက်လားအဲ့ဒါတစ်ချက်တည်းနဲ့အချင်းရှင်သူလိုဖြစ်တယ်ဆိုတာဒါတမိုင်းမှာတွေ့ရတာပေါ့လေသို့တော်လည်းကိုတို့ကြောင့်လည်းရုပ်ရှင်သဘောအရကြတော့ဘာပဲဖြစ်ဖြစ်တိုက်ခိုက်မှုတွေထည့်ရတာပေါ့ fighting တွေထည့်ရတဲ့ခါကျတော့အဲ့တုန်းကမမိသေးတာမသိဘူးလောကမှာထင်တယ်ရိုက်ကြတယ်နော်ဟုတ်ကဲ့တော်တော်ကိုကြာပါတယ်ရိုက်ရနော်ဟုတ်တယ်လောကမှာတော်တော်ကြာတယ်ကျွန်တော်ဆိုဟောတအားနော်ပြင်မကျွန်တော်ခဏကိုကြီးနေပြီးလို့အဲ့မဲ့ပြင်မမမေလေပြင်မရတော့ကျိုးရှိပါတယ်နော်တရားကောင်းတယ်ပြန်ကြည့်လိုက်တော့လေတော်တော်ကြီးလို့လှပြီးတော့ဟုတ်တယ်ဦးကြီးကလည်းတကယ်လို့တော်ပါတယ်အဲ့မှာဦးကြီးကကျွန်တော်အရန်ချီကျူးတယ်ဒီပကံမျိုးရဲ့စတင်မျိုးတွေမန္တလေးကျုံမန္တလေးမျိုးမြန်တဲ့စံကျော်သွားပြီးတော့မှပကံကြီးလို့ဒီပစ္စည်းကရိယာလေးတွေဆိုအကုန်လုံးနောက်ကဒီဟင်းသာရုပ်ကလေးတွေဟုတ်တယ်ဥဒ္ဒပဲဟုဆိုဥဒ္ဒပဲဟုဆိုတော့ဟင်းသာဒါတွေကတော့မဟုတ်ဘူးဒါကတော့ဦးကြီးတော်တာမဟုတ်ဘူးဒါဟိုတင်းပေါ့လေဦးကြီးကတော်တယ်လို့ပြောလို့ရမှာဘာလို့ဆိုတော့ဒါဝင်းကိုလုတ်တက်တဲ့လူကိုရွေးတတ်တာတော်တာဘာလို့ဆိုတော့တမ်ပဝရီဦးဝင်းပေါ်မှာဒါတွေလုတ်တဲ့ခါကျအဲ့ဒီမှာလေဘလောက်များကံကောင်းလိုက်လဲဆိုရင်တော့ဒါမျိုးမျိုးရဲ့
ဟိုရင်းလေဟိုရင်းအစွမ်းစာကြီးလည်းပါတာပေါ့လေသူကန်နေလည်းပါတာပေါ့တကယ်မြန်နှန်းစာညောနန်းတော်ကြီးကိုရိုက်ခွင့်ရရိုက်ခွင့်ရတယ်နောက်လုတ်ချင်နိုင်လုပ်လို့ရတယ် background တွေဆိုရင်ခုနပြောလို့လားချင်းသေးရုပ်ခန္ဓာရှိတယ်နောက်တစ်ခါကျတော့ဟင်းသာရုပ်ခန္ဓာရှိတယ်တော်တော်များများပါပဲအဲ့မှာတတိထားမိတာနောက်အကွတ်တွေနောက်တစ်ခုထူးဆန်းတာကဒီပလင်ကြီးပေါ့နေလားအဲ့ဒီပလင်ကြီးကိုသူကကိုဝင်းမောင်ကဒါကရတနာဘုံပလင်ကြီးရတယ်အဲ့တော့ဒါကြီးကိုပြောင်းမယ်ဆိုတော့လေချားကြတယ်သူကပြောင်းကြတယ်မှတ်မိလားနော်ပြောင်းခံတယ်ဟုတ်ကဲ့နော်ဒီသူကတော့သိတာပေါ့လေဘာသိလဲဆိုတော့ဒီအကွတ်တွေဟာပေါ့ဒီလိုဟိုနေ့နေရာမဟုတ်ဘူးပြတယ်ဒါရတနာဘုံခေတ်တွေပကံခေတ်တွေအောင်သူကပကံခေတ်ဖြစ်အောင်တခါလှုပ်တာတွေကပြီးတော့အဲ့ဘယင်ပလင်မာထားတဲ့နေလတော့မဘယ်ညာမှားတယ်နော်အဲ့ပကံခေတ်ကဘယ်နဲ့နေကဟုတ်လားတောင်းပေါ့ထောင်းနဲ့လာနဲ့ယုံရုပ်ကဘယ်ညာနဲ့သူတို့ဟိုဖြစ်တယ်ထင်တယ်ဟုတ်လားအဲ့တော့ကိုဝင်းမောင်မှန်လားဦးမောင်မှန်တယ်ဩအေးဘောသူကတော့တေချာ research လုပ်တာဟုတ်အဲ့လေအများကြီးကျွန်တော်သတိထားမိတယ်သူကအဲ့လိုလေးကျွန်တော်တို့ဝမဲ့အဝတ်အစားတွေတောင်မှဟိုတေချာဒီဇိုင်းတွေထုတ်ပြီးတယ်အဲ့လိုဟုတ်တယ်ဒီအဝတ်အစားတွေအကုန်လုံးကဥပမာဆိုကျွန်တော်တို့ပကံကျန်တဲ့စားဘက်ဆိုလို့ရှိရင်ချင်းသေးရုပ်တွေဖြစ်ရတယ်ဟိုဘက်ကဥဒ္ဒဘက်မြန်မာငန်းဘက်ဆိုလို့ရှိရင်အင်းသာရုပ်တွေဖြစ်ရတယ်အဲ့တော့အဲ့ဒီရုပ်တွေကိုခွဲပြီးတော့မှအကွက်များကျွန်တော်တို့ကိုဒီဇိုင်းလုပ်ခိုင်းတယ်ကျွန်တော်တို့ကဒီဟိုတက္ကတာဘက်ဟိုဒီငန်းချင်းဘက်မှာသွားပြီးတော့စီစိုးပိုင်းရဲ့ကိုသွားပြီးတော့ကိုဝတ်မဲ့အယောင်တွေအတိုင်းကိုသွားပြီးလုပ်ရတယ်သူကဒီဇိုင်းများရင်ယာတူးများတယ်လို့အဲ့ကြီးကပြောတော့ကျွန်တော်ဒီဇိုင်းတွေအများကြီးထည့်ဟုတ်လားအဲ့လိုဒီနေရင်စီးပကြီးတွေမှာပေါ့ဒီမူးမက်တွေကြီးလို့ရှိရင်စစ်သူကြီးတွေကြီးလို့ရှိရင်အကုန်လုံးကအကွက်တွေများတယ်ဒီဝိယုံတွေရအစအင်းကြီးတွေရအစအကွက်တွေများတယ်ရုပ်တွေများအဲ့ဒါတွေယာတူးကြီးလို့သူတို့အဲ့လိုတော့ကျန်တဲ့အမိန်တွေပြောင်းနေရယာတူးငယ်လို့ရသားဖြစ်လို့အဲ့လိုဆရာကြီးကပြောပြီးတော့ကျွန်တော်တို့အဲ့လိုဒါဒီလိုလုပ်ရမယ်လို့ပြောတော့ကျွန်တော်တို့အဲ့လိုလေးစီစဉ်ရတော့မျိုးစီစဉ်ပေးတာပါဟုတ်ဒါပေမဲ့အဲ့တစ်ချက်ပေါ့ကိုကတော့ဟိုဒီမှာစိတ်ထဲမှာပေါ့လေအောင်းသက်ဖြစ်တာတစ်ချက်ရှိတာပေါ့ဘာလို့အောင်တဲ့ဖြစ်လဲဆိုတော့ပကံခိကအမျိုးသမီးတွေကကိုတို့စီးပကြီးဖြစ်ဖြစ်ဟိုနိုင်ငံကဟာတွေပဲကြည့်ပေါ့လေအဲ့ဒီအမျိုးသမီးတွေမှန်သမျှဟိုအိန္ဒိယအမျိုးသမီးတွေလိုပေါ့နော်ဘိုက်တွေချက်တွေဘိုက်ပေါ်တယ်ချက်တွေပေါ်ကြတာပေါ့နော်တို့ဆိုလေခုနကလိုဟိုမြန်မာယဉ်ကျေးမှုအမြင်နဲ့ကြည့်ပြီးတော့အဲ့ဒါကိုဟာမပေါ်ရဘူးလို့အဲ့ဒီမှာပြောခါတဲ့ခါကျတော့နည်းနည်းပေါ့ဦးကြီးစိတ်ထဲမှာတော့တမျိုးဖြစ်တော့ဘူးတဘာဝတိုင်းမဖြစ်ဘူးလို့ခံစားရတာပေါ့အမှန်တော့ဖြစ်တဲ့နဲ့ထင်တာဖြစ်တဲ့နဲ့ထင်တာပေါ့ဖြစ်တဲ့တာပေါ့ဒါပေါ့အရင်ကလည်းပကံကဲတုန်းကလည်းချက်ပေါ်တာပဲအခုချက်ပေါ်တယ်ဘာမှဖြစ်ပါဘူးအခုကျပိုးတော်ဆိုနေတယ်ဟုတ်တယ်မလားနော်အဲ့တော့ဟိုပြောရင်နည်းနည်းလေးခက်တာပေါ့နော်အဲ့ဒီအချိန်တုန်းကဦးကြီးတို့နာခဲ့တာပေါ့နော်တကယ်ဆိုရင်ဒီဒီဇိုင်းကအရင်တုန်းကရှိခဲ့တဲ့ဒီဇိုင်းတိုင်းပဲဝတ်ကြတယ်ဘာဖြစ်တယ်တကယ်ရှိခဲ့တာပဲနော်သို့တော်လည်းခုနကတော့တိတ်တင်းကျပ်တဲ့အခါမျိုးကြရင်တော့ဟိုအမှန်တရားတွေပျောက်သွားတာပေါ့နော်နောက်ပြီးတော့တကယ်အထောက်အထားတွေပေါ့ဟိုသားတို့လည်းဟိုမျိုးတွေလည်းတကယ်ကိုတေချာလိုက်ပြီးတော့လုပ်တဲ့ဟာကိုဟုတ်ကဲ့မဖြစ်ဘူးဆိုစစ်ဆက်ကိုလေးလာတေချာလေးလာပြီးတော့မှအဲ့လိုဘလူးဟာတွေတုံးကြတယ်ဆိုတဲ့ဟာကျွန်တော်ဆိုလို့ရှိရင်ဒီမျိုးကလည်းဥဝင်းမောင်ရှိမှာဒီဓွားရည်တွေအကုန်လုံးမှားပြီးတယ်ကျွန်တော်လည်းတက်ကိုဒီဇက်ကောင်ပေါ်မှာစီစဉ်ထားတာပေါ့တက်ကိုကျွန်တော်လေးထပ်ပြီးတော့ဒီငွေတွေနဲ့ပြန်လုပ်တာဒီဒီဇိုင်းကိုဒီဒီဇိုင်းဆိုတော့ဒီလက်စီးတွေဒီလက်ကောက်ဝတ်တွေလက်မောင်းစည်းတွေနောက်ဒီနှစ်ဖူးကြက်တာတွေဒီပေါ်မှာတက်ထဲရတဲ့ဟာတွေအကုန်လုံးဒီဆက်လွယ်တွေရောဆက်လွယ်ရတော့မျိုးလို့ပြီးတယ်ဒီလေဘင်းကဆွဲကြိုးတွေပါဆိုကျွန်တော်ဟိုနှစ်မျိုးသုံးလို့ရအောင်ဆိုပြီးတော့တခါလဲအဲ့ပတိုံအပ်တာငွေပတိုံပေါ့ငွေပတိုံအပ်ပြီးတော့မှကျွန်တော်တို့ရွှေစင်ကြလို့ကောင်းပါတယ်တော်တော်လေးကောင်းတယ်ဒါပေမဲ့အဲ့ဒီမှာတစ်ခုပေါ့လေဟိုကြီးမှတ်မိနေတာကတော့ဟိုပြဿနာတက်တာဒီဟာပဲဒီလက်စီပဲလက်စီဟုတ်သူအချုံလေးတွေရှိတဲ့ခါကျတော့တောင်ထုံးမြောက်ထိုးတာဟိုကိုနိုင်တော်မှအဲ့ fight အဲ့စစ်ထိုးပွဲတစ်ခုရိုက်တာဦးကြီးဒီကသူနဖူးစီးလေးပဲစီးလိုက်တာပါအဲ့ဒါသူကဟိုမြင်းစည်းနေတယ်ပုတ်စုပြုတ်ကြနှာခေါင်းကြီးပယ်သွားတာလေနှာခေါင်းဒီနေရာမှာဓာတ်နဲ့ခုတ်သူလိုပဲရှာသွားတယ်သူကကြီးနဲ့သူကဟိုဟာလုတ်ပြီးတော့မိုးလုတ်ပြီးတော့မှဟိုဟာလုတ်ထားတာဆိုတော့ဒါပေါ့အနည်းလေးပြီးတော့မနဲ့မာတာမာတွေဖြစ်နေတာပေါ့နော်မာတွေဖြစ်တာမနော်အဲ့ဒါတွေဆိုရင်လေဟိုဦးကြီးတို့ဒီမြန်မာရုပ်ရှင်လောကနေနဲ့ဟိုလေဟိုခိနောက်ကျနေရတာပေါ့အခုဟိုဂျူမုံတို့ပါတော့ကိုရီးယားဆိုတကယ်တော့
သူတို့ဝတ်ထားတာလေးတွေကဒါကပေါ်ပေါ်လေးတွေတကယ်ပေါ်ကြီးရင်အလေးကြီးလို့ထင်ကြီးတော့တခါတန်ချက်ကအဲ့လိုပေါ့ဆိုတော့ကြီးအလေးကြီးလို့ထင်ရမယ်ပေါ်လေးတွေဟုတ်ကဲ့ဒီဘက်မှာကျတော့ဟိုခုနတကယ်အစစ်ကြီးတွေနဲ့သွားလို့တဲ့ခါကျဒီလက်မောင်းစီးလည်းအစစ်တွေဒါတွေဆိုလည်းအချွန်လေးကျွန်တော်လုံအောင်ရှောင်နေရတယ်ဒီဟာစကားပြောရင်ကိုလုံအောင်ရှောင်နေရအဲ့ဒီတော့မြင်းကလည်းစီးရတယ်နော်မြင်းကလည်းစီးရတယ်နော် fighting တွေကလည်းသူကဆိုလူအင်အားကလည်းတက်နိုင်တယ်များတော့စူးစီးပြေးတာပဲဟုတ်လားဒီကျန်စစ်သားတစ်ဖွဲ့ငထွေးယူငလုံးလည်းပဲညောင်းပြီးလေးဘွဲ့ဆိုပြီးတော့ဖွဲ့ပြီးတော့လှုပ်တဲ့နေရာမှာဆိုရင်လည်းခုနကလိုဟိုနောက်ကလူတွေကတကယ်တယောက်ဆောင်နေမဟုတ်ဘူးလေဟုတ်ကဲ့အဲ့ဒီနေရလူတွေကိုပဲတခါလေနေစားပေးပြီးတော့ခေါ်ရတဲ့ခါကျတော့တော်တော်ခက်ခဲရှိတယ်တော်တော်ခက်ခဲရှိတယ်ညာကြီးတူတို့လည်းပူတာနဲ့အဲ့ဒါဆိုတော့ဦးတော်တော်ကြီးကိုဟိုခက်ရိုက်ခဲ့ရတဲ့ကားပါပဲကားကြီးလည်းဖြစ်တယ်နောက်ရာဇဝင်ကားကြီးလည်းဖြစ်တယ်ဆိုတော့ဟိုအရန်ကျူးဆိုင်နေရတယ်ဦးကြီးတော့ကလေမိုးမဒီတက်မှာတော့ကျေးဇူးတင်ရမှာတော့အခုအကယ်ဒမီရသွားတယ်ပေါ့လေပြီးခဲ့တဲ့နှစ်ကအကယ်ဒမီရသွားတဲ့ထွန်းအောင်စောလည်းဒါကျေးဇူးတင်ရမှာဟုတ်ကဲ့ဘောင်းစောထွန်းအောင်စောကသူ့ကြောင့်မခံမရစပြီးတော့ဒီနောက်ပိုင်းထီအောင်ပေါ့လေဟိုလက်ထောက်ဒါရိုက်တာနဲ့လိုက်တဲ့ခါမှာတကယ်ကိုတည်တည်ကြည်ကြည်ပြင်ပန်းခံပြီးတော့ကူညီပေးပါတယ်ဒါလေးရတယ်သူ့လည်းဒီနေရာမှာတော့သူကျေးဇူးလေးလည်းပေါ်ထိုးရမှာပါ 59 မှာဦးကြီးတို့မရိုက်နိုင်ဘူးသူကတော့ fighting နဲ့စိတ်ဝင်စားတော့သူ့ကိုလွယ်ပေးပြီးရဲရတာလေးတွေနည်းနည်းပါးပါးပဲကိုကပြင်ပြီးတော့သူကတော့တကယ်ကိုဒီချာလောက်ပါတယ်အဲ့ဒါလေးတွေကကျေးဇူးတင်ကြပါတော့အဲ့ဒါလေးပါတာဝန်နဲ့မှာကိုချစ်သူကိုတခင်စီရအောင်ပို့ဆောင်မရတဲ့တာဝန်ရောပါတယ်လားတမင်းကြီးရဲ့အဲ့ဒါယောက်ျားကောင်းနေတဲ့နှလုံးသားပေါ့ဟုတ်လားမောင်ခင်ဦးနဲ့မောင်တို့တွေ့ကြပါစို့မောင်ရဲ့ဘယ်သမီးတော်တို့တမင်းကြီးတို့မိဖုရားတို့ဆွေးထားခဲ့ပြီခင်ဦးနဲ့မောင်ဟိုးဝေးရုံထွက်ပြရအောင်ဦးကြီးတဲ့ဖက်ပြီးကျွန်တော်အဲ့မှာlove scene ရိုက်တော့လေဦးကြီးအဲ့ရေချောင်းသားမှာလေကျွန်တော်နဲ့ညီမနဲ့မင်းရတယ်ခုနေနေဘာလဲဟိုအကောင်လေးနဲ့တင်ညာလို့ရှင်ရကိုက်နောက်နေမှာရိုက်တဲ့ဟာတစ်စင်းရှိသေးတယ်တောင်တန်းနေနဲ့ဦးကြီးအဲ့မှာရိုက်တာလေကျွန်တော်မန္တလေးထွန်းတာလေအဲ့မှာရိုက်တာမြင်းမုံ2ယောက်တက်မြင်းပြင်နိုင်ကြလို့ကျွန်တော်တို့အေးဟုတ်တယ်မြင်းမ2ယောက်တက်ပြီးတော့ဟိုကျွဲနှဖားနာမှာကျွဲနှဖားနာမှာလာနေဝင်စီးလေးနဲ့တိုက်တောင်ထိုးလိုက်တယ်အဲ့ဟုတ်ကဲ့အဲ့ဒါလေးအဲ့တော့နော်စပြီးဟိုကျွန်တော်တို့စရိုက်တာလှော်ကားမှာစရိုက်တာဟုတ်နော်ဟုတ်တယ်လှော်ကားမှာလည်း7နှစ်အများကြီးပြင်ရတာဟုတ်တယ်လှော်ကားမှာလှေဒီကျွန်တော်တို့ငရမန်ကန်းကနေပြီးတော့ဟိုတင်းကိုငှက်ကိုထွက်ကြည့်ရလဲအဲ့မှာအဲ့ဒီမှာပဲအဲ့ဒီမှာရိုက်ကြတာအဲ့မှာအဲ့ဒီဖောင်ပေါ့နော်လှီဖောင်ပေါ့လှီဖောင်နဲ့အဲ့ဒီမှာရိုက်တဲ့ခန်းတွေကအဲ့ဒီမှာနောက်ကျန်စစ်သားပြည်နေပြီးခံရလို့တော်ထဲမှာနေရတာပြီးတော့အဲ့ဒီမှာတန်မူလာနဲ့တွေ့တာဟုတ်တယ်တန်မူလာတွေ့ရလဲအဲ့ဒီမှာပဲစတင်လေးစောက်ပြီးရိုက်ကြတာနောက်တကမဏိစန္ဒာကိုခေါ်လာတဲ့အခါဒီကခေါ်လာတဲ့အခါနှစ်နေရာရိုက်တာနော်ပကံမှာတခါရိုက်နောက်ဆုံးတဘာတကားရှိမှာဟုတ်သေးဘူးလေဘီဒီတို့လှော်ကားမှာကိုရိုက်သေးတယ်လေလှော်ကားမှာနေခင်းမှာကိုရိုက်သေးတယ်နေကင်းမှာသူခေါ်လာတဲ့ခန်းနေမမပြောတယ်နဲ့အဲ့ဒီမှာလည်းရိုက်တယ်နောက်တစ်ခါကျတော့ခုနဟိုတန့်ကြီးတောင်ဘက်မှာတည်းတခါကြိုက်ကြတယ်နောက်တစ်ခါဟိုအဲ့တရဘာတကားကိုဝန်းနေဟာရိုက်တယ်နော်အဲ့ဒီဟာတိုင်းကိုမနေရိုက်တာမနေရိုက်ရတာနော်ဦးစက်တင်နေစောရတယ်လေကြီးကျွန်တော်တို့ညဆိုဖော်တွေကိုပေါက်ဝိုင်းပြီးတော့တကယ်မမေ့ဘူးလားမမေ့ဘူးကောဆိုညတကောင်တိအောင်လောက်ရတာမီးတွေထုတ်ပြီးတော့မင်းသားကလည်းမင်းသားလို့မနေရမင်းသမီးကလည်းမင်းသမီးလို့မနေရဘူးဒါရိုက်တာလည်းမရဘူးအဲ့တော့အကုန်လုံးကိုဝင်းမောင်ကြီးအာနာလည်းပါတော့သူကလည်းတကယ်စီနာထားပြီးတော့လို့တဲ့ခါကျတော့ဟိုတို့တွေကလည်းမနေနိုင်တော့ဘူးလေဝိုင်းကူလို့ကြတို့ကကော်ကတ်တဲ့ဆင်ရောက်သွားတာပဲကော်လေးတုပ်ပြီးကတ်ကြဟိုကျွန်တော်ကတကယ်ကိုအဲ့ဒီကလည်းလေဟိုစိတ်ဝင်စားပါတယ်စိတ်ဝင်စားလို့လေအဲ့ဒီပကံဟိုငငယ်လေးကပကံရောက်လို့ရှိရင်ပကံဖျဲတွေစိတ်ဝင်စားတဲ့အတွက်ကျွန်တော်ဒီကားယူလို့အရင်စိတ်ဝင်စားတယ်အဲ့ဒါမလို့ဒီဇိုင်းနေရအစားပေါ့နော်ဟိုသူတို့ကခစ်တီနဲ့
ကွာတယ်ပေါ့ကျွန်တော်တို့ရတနာဘောခေတ်ပကံခေတ်ကတော့ကျွန်တော်ထင်တာပို့ပြီးတော့ခင်မိတယ်လို့ပထမမြန်မာနိုင်ငံပို့ပြီးတော့အနုပညာမြောက်တယ်လားအဲ့လိုလားပို့ပြီးတော့အနုပညာမြောက်တယ်လို့ကျွန်တော်ထင်တယ်ပကံခေတ်ကသူကဒီပကံအကတက်ထွက်တယ်ပကံတီးလုံးဆိုတာတက်နော်ကျွန်တော်တို့ကြာရင်းတော့မမီခဲ့ပါဘူးကြာဘူးနေတာကတော့တက်တွေရှိတယ်တော်တော်ကြီးကိုကျွန်တော်အားကြတယ်ညီမှုကျင်တယ်ရောက်မှုကျင်တယ်တီးကြဖြစ်နေတာပေါ့လေတီးကြဖြစ်တယ်ဟုတ်အခုကတော့ဒီဘက်ကခက်ကရတနာဘုတ်ကတော့ဒီနဲ့နီးတာဟုတ်ဟိုကောင်ဝေးနေတဲ့ခက်ဖြစ်နေတာနော်ပြူနေတော့သူကနေပြူတရေခက်တရပကံကိုဒီလိုလာတာဟုတ်ပကံကတော့လွန်ခဲ့တဲ့နှစ်ပေါင်း900လောက်ဟုတ်လား17ရာစုဆိုတော့လေနော်တော်တော်လေးလေးကြားလာပြီအဲ့ဒီအပိုင်းကိုဦးကြီးတို့ကတရုတ်ဖွာတဲ့ခါကျအဝတ်စားခုနရတနာဘုံအဝတ်စားနဲ့ဘာလို့မရတော့ဘူးခုနတခုကန်ကောင်းသွားတော့ဟိုးရှေ့ရလို့ကြီးတာဖရားတွေတဲတယ်ဂူเจ้าတွေလုတ်တယ်အဲ့ဒီမှာတခါအမှုပညာတွေနေပြီးတော့ရုပ်လုံးကြွတွေရုပ်ကြွတွေနောက်ပကြီးတွေဆွဲထားတာဒါကတို့အတွက်ကြတော့အများကြီးကျေးဇူးရှိတယ်တို့ကအဲ့ဒီဟာကိုပြန်ကြည့်ပြီးတော့မှအတူကူပြီးပြန်လို့ရတာဆိုဒါပေါ့အဲ့ဒီရဲ့ပကံမှာကျွန်တော်တို့ဒီပကံပြတိုက်ကြီးလှုပ်ထားတာတော်တော်ကိုကျွန်တော်တို့လေးလာတရားကြီးတစ်ခုဖြစ်သွားတာပေါ့တကယ်ကိုပြန်ပြီးတော့လှုပ်ချင်တဲ့လူတွေအတွက်ကျွန်တော်မှအဲ့ဒီနှတောင်းကြီးရာစအဲ့လိုသွားပြီးလေးလာတဲ့လက်စီတွေချင်းတော်တော်လှုပ်ခဲ့ကြပါလေပလင်နေရာစလေးလာပြီးတော့မှပကံပြတိုက်ကြီးတော်တော်ကိုဟိုဖြစ်ပါတယ်ဆရာကြီးဓမ္မဝတီဦးဝင်းမောင်လည်းအရင်ကျေးဇူးတင်ရတယ်တင်ရကောင်းပါတယ်တကယ်တော့တို့ချီမှာခုနလို costume designer တို့နောက်တစ်ခါကျခုန wardrobe ဟိုနေအုပ်စုတွေမရှိတာတို့ကတို့မှပိုးပင်မှာတို့ကအာတရုပ်ဆောင်မှုတို့ဟုတ်လားဒီဇက်ကောင်စရိုက်ပေါ်အောင်တို့နောက်ဒီဇက်ညွန့်မှာဘယ်လိုလုပ်ကြမလဲဘာညာစဉ်းစားရတာတဲ့ဒီဟိုအစားတွေမှာ glue site နေရတာဘာညာတော့ဒီနောက်ပြီးတော့ဒီ make up တွေပေါ့နော်စပင်းတွေပေါ့နော်စပင်းတွေဆိုလဲဟုတ်လားကျွန်တော်တို့ဆိုအဲ့စပင်းကိုဆိုမမီစိန်ကိုကျွန်တော်3လလောက်ကြိုမှားတယ်မမီစိန်ကို3လလောက်ကြိုမှားတယ်ကျွန်တော်ဆိုအဲ့တုန်းကတော့လူပြောမယ်အဲ့ဒီကားရိုက်မယ်ဆိုတော့အချိန်မှာကိုရီးယားကားတွေတအားခက်စားတဲ့ဦးကြီးရယ်ကြံကြောင်းတို့ဘာလို့ခက်စားတဲ့အချိန်ဆိုတော့အဲ့ဒါတွေကိုပြရတယ်ကြံကြောင်းကတရုတ် sorry အဲ့ကားကိုပြဒီနဖူးတွေအဲ့လိုလှန်တယ်ပေါ့နော်ဒီကားတဲ့ဒီစပင်းအဆက်တွေဟုတ်တယ်တော်တယ်ဒီတောက်ကြီးကစားဆွဲပြီးသိမ်းတာသူတို့စပင်းအစစ်မဟုတ်ဦးကြီးအတူကိုအသားနဲ့တပြေးတည်းကပ်ပြီးတော့မှဆွဲပြီးတော့မှတကယ်ကိုရာဇဝင်လို့ထုံးတာဆိုတော့ကျွန်တော်အဲ့လိုဖြစ်ကျင်တယ်လို့ပြောအဲ့မမစီကြီးကတော့သူကတော့အနီးဆက်ဆုံးသူကစူးစားခဲ့အများကြီးပဲစပင်းသူကောင်းနေအများကြီးလို့လုပ်ပါတယ်လုပ်လာတဲ့ခါကျတော့တကယ်လေကားစင်းလို့လည်းရောက်တော့ကျွန်တော်သုံးတာကတစ်ခုပဲကျန်တဲ့ဟာတွေကကိုယ်နိုင်လည်းသုံးပြသွားတယ်ဟုတ်ပါကျန်တဲ့မူကြီးမရတွေလည်းသုံးပြသွားတယ်သူကိုလုပ်လာတဲ့အတွက်ကြောင့်မလို့ပြီးတော့ဦးညွန့်ဝင်ကြီးလည်းသုံးပြသွားတယ်ဟုတ်တယ်သူကသူကလည်းမူစင်ကတော့စပင်ချုပ်တဲ့ဝါသနာပါတဲ့အတွက်ကြောင့်သူကကျွန်တော်ပြောတဲ့အတိုင်းကိုသူသေးသေးချာချုပ်ပြီးတယ်နော်စပင်အဲ့လိုတော်ထဲမှာကျွန်တော်ပြူပြင်းနဲ့ပြေးတာတို့စပင်ရှိမှတစ်ချောင်းနဲ့ချာတွေ့တယ်ဟုတ်တယ်ပုံမှန်နဲ့သူနဲ့ပေါင်းပြီးတော့ထူကြပါတယ်အဲ့ဒါလေးနော်သူတခြားလုပ်ပြီးတာဟုတ်မန်တော့အဲ့ဒါတွေကတတ်ကိုတခါတည်း makeup artist writer တတ်ရှိနေရမှာ artist ကြောင့်တို့ဘက်ကနေအဲ့ဒီပဲအချိန်ပေးရတာဘာညာတွေတော့ရှိသွားတာပေါ့လေသို့တော်လည်းအဲ့ဒီကားထဲမှာတော့အားလုံးဟာပေါ့လေမပြည့်မစုံနဲ့ကြားနေပြီးတော့စူးစမ်းထားရဆိုတော့ပေါ်ပါတယ်နော်အဖက်ဖက်ကပေါ့လေဘာလို့ဆိုအဲ့ဒီလိုလုပ်တဲ့အတွက်လဲဒါကိုဥဆောင်တဲ့ဒါရိုက်တာတယောက်အနေနဲ့လဲကျေးဇူးတင်စရာကောင်းတာပေါ့ဘာလို့ဆိုတရုတ်ဆောင်ကစိတ်ဝင်စားဘူးသူစိတ်ဝင်စားတာပတ်စံမဲ့စိတ်ဝင်စားပြီးတော့လုပ်နေတယ်ဆိုရင်တော်တော်စိတ်ညစ်စရာကောင်းတာပေါ့အာမုံဒီကားတွေကဇက်ကောင်ဇက်ကိုသူစိတ်ဝင်စားတယ်ဇက်ကောင်ကိုစိတ်ဝင်စားတယ်အဲ့ဒီအတွက် तू ကပြီးပြအောင်လုပ်တယ်ဆိုရင်ကိုယ့်အတွက်အများကြီးကျိုးကျေးဇူးရှိတယ်ဟုတ်ပါတယ်ဘာလို့လဲကိုတိတ်လှည့်ကြည့်စရာမလိုဘူးပေါ့ဟုတ်တယ်မလားအာနှုံးမလုပ်တတ်မကင်တတ်စိတ်မပါတဲ့လူကိုဆွဲရတာတော့စိတ်ညစ်စရာကောင်းတာမရှိဘူးပေါ့လေအဲ့တော့အဲ့ဒီကားကတော့တကယ်မိသားစုလိုကိုခံစားရပါတယ်မိသားစုလိုလည်းသဘောထားပြီးတော့လည်းလုပ်ခဲ့ကြတာပေါ့လေလုပ်ခဲ့တဲ့အတွက်လည်းအဲ့ဒီကားကတရုတ်ပြည်ထဲသွားကြတယ်ရွှေကျက်ဖာကိုလည်းသွားခဲ့ရတယ်နောက်တစ်ခါကျတော့အိန္ဒိယမှာလည်းပြခဲ့ရတယ်နောက်ကိုရီးယားမှာလည်းပြခဲ့ရတယ်အဲ့ဒီကားလေးอ่ะပေါ့လေဦးလည်းသွားတာအဲ့တော့အိန္ဒိယမှာတော့မင်းပါလေအိန္ဒိယမှာပါတယ်နောက်ကိုရီးယားမှာတော့မျိုးပါတယ်မျိုးပါတယ်နောက်ရွှေကျက်ဖာပွဲရွှေကျက်ဖာမျိုးရဲ့သွားကြတာပေါ့လေနော်အဲ့တော့ကြိုးစားရတဲ့လောက်တော့အရာလေးတွေထင်တာပေါ့နိုင်ငံတကာသွားတဲ့ခါကျတော့တိတ်မပြည့်စုံတောင်မှပေါ့ရုပ်ပြည့်စင်ခြင်းမဖြစ်ဘူးပေါ့တို့ဗမာတွေလည်းဒီလောက်တော့ဖြစ်ပါတယ်ဒါပေမဲ့တခုတော့ကောင်းတယ်နော်နိုင်ငံတကာမှာဦးကြီးသွားပြီးတော့ပြတဲ့နေရာမှာသူတို့ကဒီတင်ဟာတော့မချီးကျူးဘူးတရုတ်ဆောင်တွေကိုတော့အထင်ကိုမသေးဘူးဟုတ်ကဲ့ပါအဲ့ဒါတခုတော့ဒီမှာဆိုတော့သူ့ကြောင့်မခံပြီးသွားပြီးတော့တရုတ်ပြည်မှာသွားလို့ဆိုတော့တရုတ်ပြည်ဝိုင်းကြည့်ပြီးတော့သူကတရုတ်ဆောင်တော့ဘယ်တော့မှဟိုနေမဖြစ်ဘူးလုတ်တတ်တယ်နော်သူဒီလိုပြောကြတာပေါ့အဲ့ဒီအတွက်ကတော့ဒီဘက်ကတရုတ်ဆောင်တွေအနေနဲ့ပေါ့လေအားရှိစရာကောင်းတာဟုတ်ကဲ့
ဒါလေးတွေကတော့ဟိုဒါနိုင်ငံတကာအတွေ့အကြုံရလဲဒါလေးသိရတော့အဲ့တော့ဒီကားမှာကြံစည်သားဖြစ်ခေါ်တေးဥဆောင်တယ်စိတ်လဲဝင်စားတယ်အဲ့ဒီမှာအခက်ခဲဆုံးအခန်းတွေပါများရှိတယ်အဲ့ဒီမှာအခက်ခဲဆုံးအခန်းဆိုတာထူးထူးခြားခြားရည်လို့တော့မခက်ခဲပါဘူးဟိုကြော်ရအောင်ကိုထမ်းပြရတဲ့ခန်းတွေပဲများဟုတ်လားအဲ့တော့လည်းဟုတ်တယ်အဲ့တော့ထမ်းပြရညဘက်ဒီ fighting ကျွန်တော်အဲ့တော့တခုပဲကျွန်တော်ဆိုရင်အဲ့မြင်းစီးကိုမြင်းကိုဒုံဆိုင်စီးကြတော့ဘာလို့ပတိုက်ရက်တာတော့ဘာလို့ကျွန်တော်တခုဆိုရင်အဲ့စတော့ပြောသလိုကျွန်တော်တက်ဒီအစစ်ကြီးနဲ့လိုရတဲ့ခါကျတော့ကျွန်တော်တို့မြင်းဘောကလိမ့်ကြရင်ကိုယ့်ချွန်နဲ့ကိုပြန်စိုးမိမှာတော့ပြန်ထိုးမိမှာတော့အဲ့ဒါကိုပဲဆိုရင်ကျွန်တော်တော့ဘာမှမဆိုရဘူးလက်ထဲမှာအသေးဆုံးနဲ့တည်ရစ်ခဲ့ပြီမနော်ဒါတွေကနောက်ကြရင်တော့သင်ခန်းစာပဲဟုတ်တယ်မလားအထူးလေဆိုတာတကယ်လို့တစ်ခုဖြစ်ခဲ့လူအနေမပေးနိုင်တော့တဲ့စီမျိုးအစ်စ်နဲ့အတူဆုံးအတူဆိုရင်တော့အပျော့တော့ plastic လိုဟာမျိုးအပျော့လေးပါလေအဲ့အမျိုးလေးလုပ်နေမစိုးဘူးနော်ဘာလို့တော့ action ဖြစ်နေတာဟုတ်တယ်မလားငိမ့်တဲ့ခန်းကြတော့အစ်စ်ကြီးတွေနဲ့လုပ်ပေါ့နော်အဲ့လိုလုပ်နေဒါတွေကလည်းဟိုသင်္ကန်းစာပဲသင်္ကန်းစာကျွန်တော်နေမှာပြည်နေရှင်တွေအများကြီးလူသေးတယ်မှန်တာပေါ့ဖြစ်လာမှာပေါ့နော်ဖြစ်လာမယ်ထင်ပါတယ်ကျွန်တော်ပြောဦးပါတယ်တွေးတော့မှတွေးအတူတော့မှအခုချိန်ထိကောင်းကောင်းကန်းမရှိသေးဘူးဦးကြီးကျွန်တော်အဲ့တော့ဘယ်လိုပြောမလဲဆိုတော့လိုသေးတာပေါ့နော်ကျွန်တော်ဒီဘက်မှာဆိုကျွန်တော်ဆိုကျူးစားကြအများကြီးလူသေးတယ်အများကြီးလူသေးတယ်စမှုပဲဆိုင်ရတော့တအားကိုအခုဆိုလုပ်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့ဘက်မှာဒီဆိုတော့ဦးကြီးပြောတဲ့ costume တွေ channel makeup effect တွေဟုတ်တယ်အဲ့အများကြီးလူသေးတယ်ဟုတ်တယ်ကျွန်တော်အဲ့ဒီတည်းရှိခဲ့လို့ရှိရင်ကျွန်တော်တို့ခိုက်တယ်အများကြီးခွဲလို့ရတယ်တခုကဒီလိုဒီလိုဆိုတော့သူတို့စီမှာကြတော့ဒီ art director ဆိုတာရှိတော့ art director ဘာလို့ဆိုရ setting ကိုသူကြည့်မယ်နောက်တစ်ခါကျခုနကပြောတဲ့ဒီဝစားစင်မှုတွေကြည့်မယ်နောက်ခါကျ props တွေကစပြီးတော့ဒီအသေးစိတ်ဟိုဒီပေါ်မှာကွန်အက်ကလေးတွေဘာလေးတွေညာလေးအဲ့ဒါမျိုးကစပြီးတော့သူကအကုန်စင်တာ setting ပေါ့ set ကိုလည်းသူကပဲဒီ art directorသူကနေပြီးတော့အကုန်လုံးလုပ်ရတာဒီမှာ art director ဆိုတာက shooting manager ကျွန်တော်ညတော့မင်းသားမင်းချင်းတဲ့လောက်ပဲသူကရှိတာဆိုတော့အဲ့ဒီဘက်မှာအားတိတ်နေပြီးတော့ director တို့တရုပ်ဆောင်တော့နေပြီးတော့သူလုပ်ရမယ့်ဟာတွေလိုက်လုပ်နေရတာအဲ့ဒီအတွက်ကလည်းအားနေနေတော့ကားကြီးကြီးရိုက်မယ်ဆိုရင်တော့ art director ကောင်းကောင်းထားဖို့လိုတာပေါ့နော်အဲ့ဒါတော့ဒါပေမဲ့ဒီညမှာဝင်ကြွားလိုက်ရင်တော့ဟိုအခုပင်လယ်တက်ကနေဝန်းနေပေါ့ပင်လယ်တက်နေဝန်းနေဆိုရင်ရိုက်တဲ့ခါမှာသူတို့က art director ဆိုပြီးတော့ထားတာပေါ့အဲ့တော့ဦးကိုသူတို့က art director ဆိုပြီးတော့ထားတာပေါ့လေအဲ့တော့အဲ့တော့ဘယ်သူရှိမလဲပျော်လဲပျော်ကြပါအဲ့ကလက်ဆက်မိလို့ပေါ့ဟိုခေမောင်စိုးသိန်းထုတ်နောက်တစ်ခါကျပကြီးစိုးမှုနောက်ဦးကြီးရယ်ဟို director ၄ယောက်လုံးဆောင်ပြီးတော့နေသွားကြတဲ့အခါဦးကြီးက art director ပင်လယ်ထဲမှာသွားရိုက်တယ်အဲ့ဒီထဲမှာအကုန်လုံးပင်လယ်ထဲကိုကြာဦးတဲ့လူကြီးပဲမောင်မဲကြတယ်စိုးသိန်းကြတယ်ကိုစိုးမှုကြတယ်ဆက်လီဘောနေပြုတ်ကြတာဦးကြီးတယောက်ပဲကြာရတယ်အကယ်ဒမီရောက်လည်းသူတို့၃ယောက်ရသွားဦးကြီးကြာတယ်ပင်လယ်ထဲမကြလိုက်လို့အဲ့ဒါချိုးချတယ်အကုန်အဲ့လိုမျိုးပေါ့လေမတကြီးစရာပြောတော့ဆိုတော့ art director ထားတဲ့ခါကျတော့နည်းနည်းဂရုစိုက်နေတာပေါ့သူကဟုတ်ပါတယ်နော်ခုန set ဂရုစိုက်နေတယ် costume တွေဂရုစိုက်နေတယ်နောက်တစ်ခါ props တွေဂရုစိုက်နေတယ်ပေါ့အဲ့ဒါမျိုးကတော့လိုးလာပါပြီဟုတ်ပါတယ်နောက်တစ်ခုကတော့အကောင်းဆုံးပေါ့အဲ့ဒီပိဿသူတို့နှလုံးသားမှာကြံစည်သားနေရနေပြီးတော့ကိုယ့်ကိုအခြေအနေဆုံးနေရရှိသလားကျွန်တော်ကျင်းတဲ့နေရာတွေရှိပါတယ်တကားလုံးလည်းကျင်းတတ်ပါတယ်အဲ့ထဲမှာအခြေအနေဆုံးနေပြောရမယ်ဆိုရင်ဒီတောထဲမှာတိုင်းပြည်နေပြည်နေပေးရလို့တောထဲမှာသွားပြီးတော့နေနဲ့ fighting ချရတဲ့အခါနေကြိုက်တယ်နောက်တောရင်းငန်းတွေပူကြိုက်တယ်တောရင်းငန်းလေးတွေပူပြီးတော့လာ9ယောက်နဲ့
ကစားတယ်နောက်တစ်ခါကျဟိုတမ်ဘူလန်နဲ့တွေ့တဲ့နေရာလေးတွေနော်တမ်ဘူလန်နဲ့တွေ့တဲ့နေရာလေးတွေမှာတီခူးလို့တမ်ဘူလန်နဲ့တွေ့တဲ့နေရာတွေလှမ်းနဲ့ထိုးရတာခြုံသွားတယ်ငယ်တော့တင်ရတယ်အဲ့ဒီမှာထဲမရိုက်လိုက်ဘူးတင်မရဘူးလှမ်းနဲ့ထိုးရတာတကယ်တည်းချင်းမခြုံသွားတယ်ဒါပေမဲ့နည်းနည်းပါသလားလို့နော်ပါဘူးလားမေ့နေထားပါတော့လေအဲ့တော့သူကလည်းမရေဘူးသူကလည်းထဲမိတယ်လို့မထဲမိတယ်လို့ပါပဲဒါနဲ့ထိုးလို့တော့မဟုတ်ပါဘူးခြုံတယ်ပေါ့လေဒီသဘောလေးတော့ကျွန်တော်ဓာတ်စီတက်ဆန်ထဲမှာကြားဘူးလားလေငယ်တော့ဟာရီယာရှင်ဒီဓာတ်စီတက်ဆန်ထဲမှာကျန်စစ်သားလှမ်းနဲ့ထိုးလိုက်တာတည်တည်ရခြုံသွားစိတ်ပါတယ်ဦးကျွန်တော်ဆိုလို့ရှိရင်အဲ့ဒီနောက်ဆုံးအဲ့ဟိုညထာမင်းကြီးနေရဆမ်ဘီရဲ့နောက်မှာဒီတမ်ဘူလာကမြက်လက်စုလေးကင်ပြီးတော့လိုက်လာတဲ့အခါလေးပဲသူခန်းခန်းနာနာဦးရေလှတယ်မှာကျွန်တော်တို့ဒီကျုံကြီးရောပါအောင်ရိုက်ထားတာလေကျုံလေးကျုံလေဒီကြီးတူတော်လည်းခင်းပြီးတော့ GD ဖြစ်ကြပန်းနေတယ်အလေးသက်ပြောင်းနေနေပြောအဲ့ခါတကယ်ဟိုတရပါတကားရှိမှာကျုံတော့လောက်ကြအောင်ဆိုတော့တကယ်ဟိုအမနာ6တွေ့တဲ့မြေပေါ်မှာကန်တူးဆိုတာဘယ်လိုလုပ်မလို့ရေလည်းထည့်လို့မရဘူးရေထည့်လိုက်တော့တခါလေကား9စီး6စီးလောက်ကုန်သွားမယ်အောက်ကိုရောက်သွားမှာပဲသူကရေစိတ်ဝင်သွားမှာရေတင်မှာမဟုတ်အဲ့တော့တာလပတ်အပြာကြီးတွေတာလပတ်ကြီးခင်းချုပ်ပြီးခင်းပြီးတော့မှဘောကနေရေတွေဖြည့်ပြီးတော့ကြာပန်းတွေထည့်ခဲပြီးတော့နော်အဲ့မှာ love scene တော့ရဲလိုက်သေးတယ် love scene တော့ရဲလိုက်သေးတယ်တော်တော်လေးတော့လုပ်ခဲ့ကြတာပါပဲလုပ်ခဲ့ကြတော့အဲ့ဒါလေးကိုပေါ့အခုတော့တင်ဆက်ဖို့ပေါ့လေဟုတ်ကဲ့အစီအစဉ်နေပါပြီအဲ့ဒါလေးတွေလည်းဒီတက်ရဲ့ဒီကိုတို့ထားခဲ့တဲ့စီဒနာပေါ့ဒီတက်ကလည်းတုံ့ပြန်မယ်လို့ပြောလဲပါတယ်။ဘာဖြစ်ဒီကားကတော့ခုနလိုနိုင်ငံတကာတော့မှဟိုဖြန့်သွားနိုင်ခဲ့တာပေါ့။တခုပဲပေါ့ကိုယ်စိတ်ထဲမှာအားမရလိုက်တာကဒီကားမှာအတန်နေနဲ့ပတ်သက်တယ်တက်နိုင်လို့လုပ်တယ်သို့တော်လည်းနိုင်ငံတကာပုံစံနဲ့လုပ်နိုင်တော့ပိုကောင်းတာပေါ့။ဘာသူကြောင့်မခံမီတော့ကလို့ post တွေကိုတေချာလုပ်နိုင်တယ်ဆိုရင်တအားကောင်းပါပေါ့။အဲ့လိုမလုပ်ခဲ့ရလေတခုပဲအဲ့ဒါဒီအားနေသွားတယ်လို့ထင်ပါတယ်။သို့တော်လည်းအခုအသက်တော့ကြီးလာပြီပေါ့90နားလည်းကတ်လာအဲ့လိုကားမျိုးများရဲအောင်မယ်ဆိုရင်တော့ဦးရရိုက်ချင်နေတယ်ရိုက်ချင်တယ်ဗောဦးကြီးအခုဆိုပူတော်ရိုက်ချင်နေတယ်ဘာလို့ဆိုကျွန်တော်ဆိုလို့အဲ့နိုင်ငံအဲ့ဒီတုန်းကဆိုလို့ရှိရင်အဲ့ဒီတုန်းကဆိုလို့ရှိရင်ကျွန်တော်မှတ်ရလေအဲ့တခြားနိုင်ငံကားတွေကိုလေ့လာတော့အဲ့ဘာရဂျန်ဆိုလားဘာရချန်တိပြီဟိုရီယာကားအဲ့ကားသူလေးရာဇဝင်ကောက်အကြီးကြီးရိုက်ပြီးတော့ဟုတ်တယ်သူတို့ကောက်ကျွန်တော်ကြီးအားတွေကြားတယ်လေအဲ့ဒီတော့သူဟောဒါတွေကောင်းလိုက်တာသူစက်တဲ့နေအဲ့လိုမျိုးတွေကျွန်တော်တို့မျိုးလည်းဖြစ်စေချင်တာလေမျိုးအဲ့ကားသူပေးသက်စုနှလုံးသားဟို producer ဆိုတော့သူ့တော့ကျွန်တော်ပြောသေးတယ်အဲ့ကားကိုကြီးပါလားစူရီယိုထိုင်းဖြစ်မယ်စူရီယိုထိုင်းဘန်ရချန်ကရွာလေးမှာသူကစူရီယိုထိုင်းဟုတ်တယ်စူရီယိုထိုင်းဖြစ်နေမယ်မိဖုရားလေဆင်းနဲ့တိုက်တယ်ဟုတ်တယ်ဟုတ်တယ်သူတို့က big budget လေဟုတ်ကဲ့ဒါဆိုသူပတ်စံကုန်မှာဆိုလို့မရိုက်ပါနဲ့ဟာပြောတာတော့မလား तू ကပေကက်ကလို့ရိုက်လိုက်ရတဲ့ကားကိုဟုတ်တယ်မလားဒါတော့မှ तू တော်တော်ကိုဘယ်လိုခေါ်လဲဟိုပတ်စံကိုတော်တော်စိုက်ထုတ်ပြီးတော့အနှမျောမရှိလုတ်ခဲ့တယ်ဒီလောက်ဖြစ်တာကိုတော်တော်လေးကိုတက်ရပြီးတော့သူရဲ့ဟိုရည်ကြီးမှုကပေါ်တယ်ဦးရတော်သူဖလင်မျိုးစားပေါ်လဲပါတာပေါ့နော်သူတို့ကလည်းသူတို့ရှိမှာတော့ဖလင်ကအရန်ပေါ်တော့ဟိုသူတို့ရဲ့ရှေ့ကစ်ကအရောင်သွေးမျိုးသူအဲ့ဖလင်မျိုးစားနဲ့ရိုက်ထားတာဟုတ်ကင်မရာလေးလုံးနဲ့ရိုက်တယ်လေဟိုတော့နိုင်ငံသားဒီကင်မရာမန်တွေခေါ်တယ်လေသူကအဲ့လိုနောက်နိုင်ငံခြားကိုရောင်းရတယ်လေအဲ့ဒီကအဲ့ဒါမျိုးတွေပေါ့လေအဲ့တော့ဒီလိုဈေးကွက်ဒါပေါ့ဦးကြီးဟိုကရိုက်မယ်ဆိုကျွန်တော်သတင်းကြားတယ်ဘာလဲဘယင်းအောင်လေရိုက်ချင်တာပေါ့အဲ့လောက်အကုန်ခံနိုင်တဲ့ producer လည်းမရှိဘူးအဲ့လောက်အမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ producer လည်းထွက်မလာသေးဘူးဒါအမျိုးသားရေးစိတ်ဓာတ်နော်အမျိုးသားရေးစိတ်ဓာတ်ပါပါတယ်ဦးကြီးကရိုက်ချင်လို့ပြောတာမဟုတ်ဘယ်သူနဲ့ပဲရိုက်အဲ့လိုကားမျိုးတွေရဲရမှာဟုတ်ပါအမျိုးသားရေးအတွက်ရုပ်ရှင်ဆိုတာပေါ့လေအဲ့ဒီဘယင်းအောင်ပြီးတော့ဟို generate generate ကတော့ဟိုရင်းပေါ့ Nelson ပေါ့Nelson ကခုနကသူရိုက်သွားပြီရိုက်သွား Nelson ကသူတို့ဆီရိုက်သွားဒါကယူရီးယားသားလေဒီမှာ9နှစ်လောက်နေသွားတဲ့ဟာပေါ့ဒီကြောင့်နေပြောရင်တော့ပြီးမှမဟုတ်တော့ဘူးเนาะအဲ့တော့ခုနကိုနိုင်တဲ့ဟာလေးပေါ့နော်17ရာစုကညမဒီရုပ်ရှင်ဟိုနေပေါ့တမိုင်းလေးကိုဦးကြီးကိုရိုက်ခဲ့ရတော့ဒါမှတ်တမ်းတစ်ခုတော့ဖြစ်သွားပါတယ်အဲ့ဒီပုံမှာပဲဒီဟာလေးကိုရိုက်ခဲ့ရတဲ့အတွက်ပြည်သက်ကိုတင်ပြခွင့်ရတဲ့အတွက်เนาะပြည်သက်ပုံမှာဘယ်လိုကျိုးသားပန်းစားလှုပ်ထားတယ်ဆိုရယ်ပြည်သက်ပုံမှာထားတဲ့မေတ္တာစေရနာလေးနဲ့နှုတ်ခွန်းဆက်ပြီးတော့ဒါနဲ့ဦးကြီးတို့ဟာလေးကိုအဆုံးသတ်ကြရအောင်ဘာလို့ဆိုတော့ဆက်လက်ပြစရာရှိနေတယ်เนาะအဲ့ဒါလေးပြောပြပြီးပြည်သက်ကျွန်တော်တို့ဒီပြည့်ဆက်သူတို့နှလုံးသားဆိုတဲ့ဇာတ်ကားကိုအကုန်လုံးတစ်ဖွဲ့လုံးကအာသွန်ခွန်ဆိုင်စိတ်ပါဝင်စားစွာနဲ့ပါသမျှအိုက်တာတွေအားလုံးပြီးတော့ဒရိုက်တာကြီးကအစပေါ့အကုန်လုံးကဒီစိတ်ထဲအားထည့်ပြီးတော့ရိုက်ခဲ့ကြပါတယ်အဲ့ဒီကားကိုကြည့်လို့ရှိရင်
အကုန်လုံးရဲ့စူးစမ်းအားထုတ်မှုတွေဟို producer လုပ်တဲ့မျိုးသနာထုံးရဲ့မငြီးမညူအကုန်ကြခံမှုတွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီခေတ်ကဆိုလို့ရှိရင်ငွေတန်ဖိုးရှိတဲ့အချိန်မှာသူတော်တော်ကြီးကိုကုန်ကြခဲ့ပါတယ်အဲ့ဒါဦးကြီးကလည်းတော်တော်ကြီးကိုသူစာရောပီရောအကုန်လုံးဒါရိုက်တာတယောက်အနေနဲ့ဘက်စုံတောင်းဆောင်ဖြစ်အောင်အားကိုစူးစမ်းအားထုတ်ခဲ့ရပါတယ်ကျွန်တော်တို့အိုက်တာတွေအနေနဲ့ကလည်းအကုန်လုံးယူပေါင်းမရှိအောင်လို့ဝိုင်းစဉ်းစားပြီးတော့မှဝိုင်းပြီးတော့မှဦးကြီးကိုကူညီပေးတဲ့အနေနဲ့ယုဒနာထုံးပေါ်မှာလည်းစေတနာထားတဲ့အနေနဲ့အကုန်လုံးဝိုင်းကူညီပြီးတော့မိသားစုစိတ်တန်တဲ့ဒီကားကြီးကိုဖြစ်မြောက်အောင်မြင်အောင်တမိုင်းမှာထင်ရှားတဲ့ပုဂ္ဂိုလ်ဒီရဲ့ကိုစားတွေရဲရတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မှလည်းတာဝန်တွေအရန်ကြီးခဲ့ပါတယ်။ဦးကြီးအနေနဲ့လည်းတာဝန်အရန်ကြီးခဲ့ပါတယ်။အဲ့ဒါတွေကိုကျွန်တော်တို့ထိန်းပြီးတော့ကျင်းနေခဲ့တဲ့ကားလေးတကားပါ။အဲ့ဒီကားကိုကြည့်လို့ရှိရင်ကျွန်တော်တို့ရဲ့စူးစမ်းအထောက်အမှုတွေကျွန်တော်တို့ရဲ့စေတနာတွေဦးကြီးတို့ရဲ့စေတနာတွေမျိုးရဲ့စေတနာတွေအားလုံးကိုပြည်သက်ကြီးသိမှာပါ။ကြည့်ပါဦးလို့နော်ဦး ကောင်းပါလေဗျာပြောထားလိုက်တာကျေးဇူးတင်ပါတယ်